ဖိုးကြီးကမကွယ်လွန်ခင်သူ့စုဆောင်းငွေဘီလီယံ100နဲ့မီးတုပ်သုံးချောင်းကိုအမွေထားခဲ့တဲ့မိသားစုထဲကမြေးမနှစ်ယောက်ကိုတယောက်စီပစ္စည်းတစ်ခုရွေးယူဖို့ပြောခဲ့တယ်။အမှန်တော့မိန်းကလေးမှာပထမဦးစွာရွေးချယ်ခွင့်ရှိပေမဲ့သူမကမီးတုပ်သုံးချောင်းကိုပဲရွေးခဲ့ပြီးဘီလီယံ100စုဆောင်းငွေကိုမွေးစားညီမကိုပေးလိုက်တယ်။ဘေးနားရှိမိဘတွေကမယုံနိုင်လောက်အောင်အံ့အားသင့်သွားခဲ့တဲ့အဖေရဲ့ကုမ္ပဏီကမကြသေးခင်ကပဲစတော့ဈေးကွက်ထဲဝင်ထားပြီးတစ်ဖက်လုပ်ထားပြီးမိခင်ရဲ့ကျန်းမာရေးလည်းမကောင်းဘူးဒီအချိန်မှာမိသားစုကငွေကိုအလွန်လိုအပ်နေခဲ့တယ်။ထို့ပြင်မွေးစားညီမကလွှမ်းမိုးစိတ်ပြင်းထန်ပြီးအလွန်အလှတစားလိုသူဖြစ်တဲ့ဒီငွေကြီးကိုမကြခင်ပဲတုံးဖြုံပြစ်မယ်ဆိုတာသိတာနေတယ်။ဒါပေမဲ့မိဘတွေဘာပြောမိန်းကလေးကမီးတုပ်သုံးချောင်းကိုပဲခိုင်မာစွာရွေးခဲ့တယ်သူမဒီလိုလုပ်ခဲ့တာမိသားစုတစ်ခုလုံးလုံခြုံရေးအတွက်ဖြစ်တယ်။အရင်ဘဝမှာသူမကမွေးစားညီမမှာငွေသုံးစွဲမှုကိုထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့်စိုးရိမ်ပြီးဘီလီယံ100ကိုကိုယ်တိုင်ရွေးခဲ့တယ်။ဒါပေမဲ့မွေးစားညီမကဒေါသထားပြီးမကျေနပ်ဘူးထို့ကြောင့်လူတွေကိုငှားပြီးမိန်းကလေးရဲ့မိဘတွေကိုထိခိုက်စေခဲ့တယ်။မိန်းကလေးတေဆုံးခါနီးအချိန်မှာမွေးစားညီမကလှုပ်ဝက်ချက်တစ်ခုထုတ်ဖော်ပြောခဲ့တယ်မီးတုပ်သုံးချောင်းဟာဆူတောင်းသုံးချက်ပြည့်စေနိုင်တယ်ဆိုတာဖြစ်တယ်။ပထမမီးတုပ်နဲ့မွေးစားညီမကမိန်းကလေးရဲ့မိဘတွေတေဆုံးစေဖို့ဆူတောင်းခဲ့တယ်။ဒုတိယမီးတုပ်နဲ့မိန်းကလေးတေဆုံးစေဖို့ဆူတောင်းခဲ့တယ်။တတိယမီးတုပ်နဲ့အဆုံးမဲ့ငွေကိုဆူတောင်းခဲ့တယ်။နောက်တစ်စက္ကန့်အတွင်းသူမရဲ့လက်အိတ်ထဲကနေငွေတွေအဆုံးမဲ့ထွက်ပေါ်လာခဲ့တယ်။မိန်းကလေးမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါသူမဟာအဖိုးကအမွေခွဲတဲ့နေ့ကိုပြန်မွေးဖွားလာခဲ့တယ်ဒီတစ်ချိန်မှာတော့သူမမီးတုပ်သုံးချောင်းကိုရွေးခဲ့တဲ့မွေးစားညီမကိုလက်စားချေစေခြင်းခဲ့တယ်။မွေးစားညီမကအမွေဆိုင်ရာစာချုပ်ကိုပျော်ရွှင်စွာလက်မှတ်ထိုးခဲ့ပြီးအနာဂတ်မှာမိန်းကလေးဆင်းရဲသွားရင်သူမကိုပေါင်းမှုနှလုံးပေးမယ်လို့လှောင်ပြောင်ပြောခဲ့တယ်။ထို့နောက်မွေးစားညီမကအခန်းထဲကထွက်သွားခဲ့တယ်အခန်းအပြင်ထွက်တာနဲ့ချက်ချင်းအကျွေးတောင်းသူအုပ်စုတစုနဲ့တိုက်မိခဲ့တယ်မိန်းကလေးရဲ့အဖေကကုမ္ပဏီအတွက်အကျွေးကြီးတင်ထားပြီးသားဖြစ်တယ်သူတို့က3ရက်အတွင်းအကျွေးပြန်ဆက်ဖို့တောင်းဆိုခဲ့တယ်။မိခင်ကမွေးစားညီမကိုအကူအညီတောင်းခဲ့ပေမဲ့သူမကတွန်းလှန်ပြီးကျမကမွေးစားသမီးပဲဖြစ်တာကြောင့်သူတို့အတွက်အကျွေးမဆက်နိုင်ဘူးလို့ပြောခဲ့တယ်။မိန်းကလေးကမီးတုပ်တစ်ချောင်းထုတ်ပြီးဆူတောင်းဖို့ပြင်ဆင်ခဲ့ပေမဲ့မိခင်ကရုတ်တရက်မေးလဲသွားခဲ့တယ်ထို့ကြောင့်သူမမှာရွေးချယ်စရာမရှိဘဲမိခင်ကိုဆေးရုံအရင်ပို့ရမယ့်အခြေအနေဖြစ်ခဲ့တယ်ဆရာဝန်ကချက်ချင်းခွဲစိတ်ကုသရန်လိုအပ်တယ်လို့ပြောခဲ့တယ်။ဒီအချိန်မှာမွေးစားညီမကပန်းပွင့်တစုကင်ပြီးအခန်းထဲဝင်လာခဲ့တယ်သူမကမိခင်ကျန်းမာရေးမြန်မြန်ပြန်ကောင်းစေဖို့ဆူတောင်းပေးတယ်လို့ဟန်ဆောင်ပြောခဲ့တယ်မိန်းကလေးကသူမကိုချက်ချင်းထွက်သွားဖို့ပြောခဲ့တယ်။မွေးစားညီမရဲ့မျက်နှာပေါ်ကလှောင်ပြောင်းတယ်လို့အပြုံးကိုမြင်လိုက်ပြီးနောက်အဲ့ဒီညမှာမိန်းကလေးကလှေကားလမ်းကြားထဲသွားခဲ့တယ်သူမမီးတုပ်တစ်ချောင်းလောင်ကျွမ်းပြီးမိဘတွေတညအတွင်းချမ်းသာသွားစေဖို့ဆူတောင်းခဲ့တယ်။နောက်တနေ့မနက်မှာအဖေကကုမ္ပဏီကဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့တယ်မိန်းကလေးကဆူတောင်းပြေးသွားပြီးထင်ခဲ့ပေမဲ့ကုမ္ပဏီမီးလောင်ပြီးလုံးဝဒေဝါလီခံသွားကြောင်းကြားလိုက်ရတဲ့အခါမိန်းကလေးဟာဘာလို့ရမှန်းမသိတော့ဘူး